အရှုတော်တူတွေအသက်တရားထိရှင်တဲ့တူတွေရှိတယ်အရှုတော်တူတွေ80 90 90အဲ့လောက်ထိအသက်ရှင်တဲ့တူတွေရှိတယ်ဒါပဲမလေးလူရဲတနေ့ကြရင်တရားမယ်ဆိုတာကိုကျွန်တော်ကိုတီးဖို့ရအတွက်လိုအပ်ပါတယ်အော်ကျွန်တော်တော့မတိတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အသက်မရှင်ဖို့ရအတွက်လိုအပ်ပါတယ်အိမ်ထောင်မပြုတ်သေးဘူးယောက်ျားတွေမှနေယူအောင်မယ်မိန်းမတွေယူအောင်မယ်ရေးစားတွေမရှိသေးဘူးမသိရှင်ဘူးပြောလို့မရဘူးအရှက်တရင်တရားပါဖြစ်ပါတယ်တေးပြီးတဲ့နောက်ပိုင်းမှာတရားစီရှင်ရှိတယ်ဆိုတာကိုမမေ့ဖို့ရအတွက်လိုအပ်နေတာပဲဖြစ်ပါတယ်တေးပြီးတာလည်းမပြီးဘူးနော်တေးပြီးတဲ့နောက်ပိုင်းမှာဘာရှိတယ်လဲဆိုရင်တရားစီရှင်ရှိတယ်အဲ့ဒီတရားစီရှင်ရပေတူတွေအတွက်လဲဆိုရင်ခရစ်တော်ကိုမိမိရဲ့ကေတေပန်ရှာဖြစ်မယုံကြည်တော်သူတွေလက်မခံတော်သူတွေအတွက်ပဲဖြစ်ပါတယ်ရှင်ရောခရစ်ကြခက်တော်ငယ်စိတ်ချမှာပါပြောလဲဆိုရင်မယုံကြည်တော်သူတွေကိုအပြည့်စီရှိခံရမယ်ဆိုတဲ့အကြောင်းတိတိကျကျဖော်ပြထားတယ်ဒါကြောင့်မလို့မတေခါတော်တွင်လေးမှာတခင်ယေရှုခရစ်တော်မိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံဖွင့်ရတဲ့လောအဲ့နေတာပဲဖြစ်ပါတယ်အခုမေးဆွေအသက်ရှင်နေတယ်အခုမေးဆွေကျွန်တော်ကြည့်တယ်အသက်ရှင်နေတော့မှတခင်ခရစ်တော်ကိုမိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံဖွင့်ရတဲ့လောအဲ့နေတာပဲဖြစ်ပါတယ်ခရစ်တော်ကိုမိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံတော်သူကတေပြီးတဲ့နောက်ပိုင်းမှာလေညွန်လေးချက်ဆိုတာရှိတယ်အဲ့ဒါကရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းစစ်7ငွေ25မှာပါရှိတယ်ဆိုရင်ယေရှုကလည်းငါတွေထားမြောက်ရှာကြောင်းအသက်ရှင်ရှာကြောင်းဖြစ်ငါကိုယုံကြည်တော်သူတွေတေလွန်တော်လေးရှိလိမ့်မယ်တေဘမလေးခရစ်တော်ကိုယုံကြည်လက်ခံတော်သူကထာဝရအသက်ရောက်တယ်ဆိုတာကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဒါမဲ့မိမိရဲ့အသက်တာထဲမှာတခင်ခရစ်တော်ကိုယုံကြည်လက်ခံမှုမရှိဘူးဆိုရင်တေရှားတဲ့ပြာရအခန်းကြီး20ငွေ15မှာပါရှိတယ်လေဆိုရင်ထာဝရငရေကိုချပြမှာဖြစ်ပါတယ်ထာဝရငရေကြားမှာဖြစ်ပါတယ်ဒါကြောင့်လို့ကျွန်တော်ပေါ်တန်နေလို့မရဘူးအသက်ရှင်နေတော့မှကိုပြန်လေမှစစ်ဆေးဖို့ရတဲ့လိုအပ်တယ်ဂေတရှင်ရပြီလားဆိုတာကိုပြန်မှစစ်ဆေးဖို့ရတဲ့လိုအပ်ပါတယ်လူကပါလဲဆိုရင်ကိုတီးဆုံးပဲကျွန်တော်ဇမဂေတရှင်ရလားမရဘူးလားကျွန်တော်ဇမဖျားကိုချစ်လားမရှိဘူးလားကျွန်တော်ဇမဖျားတရားကဲချလာတက်စားဖက်လာဆူတောင်းလာဆိုတော့ကိုတီးဆုံးပဲဒါကြောင့်မို့အသက်ရှင်ရတော့တွေးမှာဂေတရှင်မရသေးဘူးဆိုရင်အခုကျွန်တော်ကြည့်နေတဲ့အချိန်မှာအသက်ရှင်နေတာမစ်ဆွေကဒါကြောင့်မို့အခုအသက်ရှင်နေတဲ့အချိန်မှာတခင်ခရစ်တော်ကိုယုံကြည်လက်ခံဖို့ရတဲ့ကျွန်တော်မေတ္တာနဲ့ပြောပြရှင်တာပဲဖြစ်ပါတယ်တခင်ခရစ်တော်ကိုမိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံမှုမရှိဘူးဆိုရင်တင်ခရစ်ဖြစ်ပေမဲ့လည်းထာဝရငယ်ကိုကြားမှာဖြစ်ပါတယ်ဒါကကျွန်တော်ပြောတာမဟုတ်ဘူးဗျာဒိတ်ကြားခန်းကြီး20ငယ်15မှာဖော်ပြထားတာဖြစ်ပါတယ်အသက်စာဆောင်နဲ့စည်ရင်မဝင်တော်သူရှိသည်များတို့ကိုလေမင်းအန်ထဲတို့ရှားပြစ်လေ၏ကျွန်တော်ပြောတာမဟုတ်တော့ကျမ်းစာမှာဒီလိုပြောတယ်တခင်ခရစ်တော်ကိုယုံကြည်လက်ခံမှုမရှိတဲ့သူတွေခရိယာပဲဖြစ်ခရိယာပြတာတဲ့တခင်ခရစ်တော်မရရှိတော့သူတွေမယုံကြည်တော့သူတွေမပြောသေးဘူးအဲ့ဒီလူတွေအားလုံးလေမင်းကိုကြားမှာဖြစ်ပါတယ်ဒီအရာကိုကျွန်တော်ပြောတာမဟုတ်ဘူးကျမ်းစာထဲမှာဖော်ပြထားတာဖြစ်ပါတယ်ဒါပေမဲ့လေတခင်ခရစ်တော်ကိုမိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံတဲ့ဆိုရင်တေလွန်တော်လေရှင်ပြထားမြောက်မဲ့အကြောင်းရှင်ရခရစ်ဝင်ကြခန်းစစ်7ငွေ25မှာဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မလို့အခုအသက်ရှင်နေတဲ့ခါမှာကေတေရှိခင်ယေရှုခရစ်တော်မိမိရဲ့ကေတေပန်ရှာဖြစ်ယုံကြည်လက်ခံတော်သူတွေဖြစ်တဲ့ဖွဲ့ရအတွက်အယောစီရတတထဲမှာဖြားတဲ့စကားပြောပါစေ